Grand Final ကိုတက်ထားတဲ့ Terra Queen ရဲ့တယောက်နဲ့ Run တူတူတက်ရမယ်ဆိုလို့ရှိရင်ဘယ်သူ့ကိုခေါ်ဆောင်လဲ။ကြာပြီကမလိန်တာဆိုကြာပြီရှေ့ကနေပြီးကပါပေးမယ်ပေါ့နော်ရိုမာကူးနဲ့တူတူဆော့ချင်ပါတယ်အဲ့ဒါကိုရောဘာဟီးရိုးကန်ခိုင်းပါထလာလေးကြိုင်ပေးစေချင်ပါတယ်ဂိုးလိန်းလိုရဆိုလို့ရှိရင်ကျွန်တော်ခေါ်လေးရတယ်ကလင်းနဲ့ Leslie Pro ပဲကျန်တာတော့မကန်ရဘူးကြာပြီကချောင်း Pro ပဲဆက်ဝင်သားရှင်ကျွန်တော်ဒါအကျန်းပေးအင်ကြီးကူဒီလက်ဆောင်ပါကျေးဇူးတင်ပါတယ် Terra Queen နဲ့က Run အတူတူတက်မယ်ဆိုလို့ရှိရင်ဘယ် player ကိုခေါ်ဆောင်ကျွန်တော်နဲ့တူတဲ့လူနာလင်းကိုမယူလိုက်ပါโอเคဘာဖြစ်လို့လဲ K2 လို့လားကျွန်တော်ပြောနေတာကျွန်တော်ညမလားဆိုခဏခဏပြောနေသူ့ဘာဟီးရိုးကန်ခိုင်းပါရပါသူကန်ရင်နာကန်အေးစေးပဲကိုပေါ့ပဲဟောပြပြသူပဲဆော့ရโอเคရဘိုက်တယ်ဗျာဟိုဒီအကျန်းနေပြီးတော့ပဲပေးရဲ့ကူဒီလက်ဆောင်လေးပေးတတ်ပါပဲဗျာဟုတ်ကဲ့ပါကျေးဇူးပါကျေးဇူးများကြီးတင်ပါတယ် Grand Final ကိုတောက်သွားတယ် Terra Queen တင်းနေတာတယောက်နဲ့တူတူညီမ Run တက်ခွင့်ရမယ်ဆိုလို့ရှိရင်ဘယ်သူကိုခေါ်ဆောင်မလဲအန်နာပေါ့ဘာဖြစ်လို့လဲအန်နာနဲ့သိရလေမသိတကယ်ချင်းလို့လားတကယ်ချင်းနေပေါ့အကျန်းနေပေးပြခိုဒီလက်ဆောင်ဟုတ်နောက်ကျန်ပြီးတော့ဆိုလို့ရှိရင်ဒါဝယ်ပြီးဆောက်လို့ရတယ်ကိုနိုင်နိုင်မယ်โอเคဒီလက်အင်ဂျယ်တွေက player တယောက်ကိုရွေးပြီးတော့ Run တူတက်မယ်ဆိုလို့ရှိရင်ဘယ်သူကိုရွေးမလဲကဲပေါ့ဘာဖြစ်လို့လဲကဲက main ကလေးရေမှာတော်တော်လေးဟိုမှာ strong ဖြစ်တယ်သူ့ mental ဘိုင်းကအစသူကတော်တော်လေး dominant ဖြစ်တဲ့ထဲမှာပါတယ်ဆိုတော့သူ့ဘာ hero ကန်ရမယ်စဉ်းစားတယ်သူကဘိုးသိန်းတာဆိုတော့ max man ပဲပေါ့အကျန်းပေးရလက်ဆောင်လေးကိုဒီလက်ဆောင်လေးပေးလိုက်ပါခင်ဗျာကျေးဇူးပါခင်ဗျာ Grand Final မှာကြံခဲ့တဲ့ Net Angel အတင်းတွေကတယောက်နဲ့အတူတူဗျာ Run အတူတူတက်ခွင့်ရမယ်ဆိုလို့ရှိရင်ဘယ်သူ့ကိုရွေးမလဲကဲဖြစ်မယ်ထင်တယ်ဟုတ်ဘာဖြစ်လို့လဲကဲကနည်းနည်းလေးကိုလေးကလုံးဝ perfect ဖြစ်နေရောလေကဲလည်းဆိုတော့ဟုတ်ကဲတော့ဘာ hero ကန်ရမလဲသူ့သူ့လား Granger ကိုကဘာကန်ပါဒါဟာဆိုတော့ကန်နေတာပေါ့ကျန်းပေးရလက်ဆောင်လေးပါဆက်လောက်ပေးလိုက်ပါဟုတ် Grand Final မှာကြံခဲ့တဲ့ Terra Queen အတင်းတွေက Run အတူတူတက်မယ်ဆိုလို့ရှိရင်ဘယ်သူ့ကိုရွေးမလဲအနာကျူပြီဘာဖြစ်လို့လဲကြိုက်လို့ပွဲတွေဆောင်းနေတော့ပြောခဲ့သေးလားပြောခဲ့သူ့ကိုဘာ hero ကန်ရမှာဟာဥစားဘာသာဘာကန်ပါကလောက်လေကျွန်တော်ဂိုးလေးဆိုကလောက်တော့ဘယ် run လောက်ဒီတက်မယ်စဉ်းစားတယ်နှစ်ယောက်အတူတူဆိုတော့စားထောင်လောက်ထိပေါ့ကျွန်တော်လည်းဆိုရ run ဆိုရင်200ပေါ့အကျန်းပေးရခုဒီလက်ဆောင်ကျေးဇူးများကြီးတင်ပါတယ် thank you ပါ Net Angel တွေက player တယောက်ကိုဗျာကိုနဲ့အတူတူ run တက်ဖို့ခေါ်ဆောင်မယ်ဆိုလို့ရှိရင်ဘယ်သူ့ကိုခေါ်မလဲ K ပေါ့ဘာဖြစ်လို့ချော့လို့တော့ကြားတယ်မျက်မှန်ချင်းတူလို့ K ကိုဘာ hero ကန်ရမှာတိုက်တာတော့ကြမ်းပြီလား brother ကိုဘာ hero ကန် Master Granger ပေါ့သူနဲ့ run တက်ပါဟုတ်တယ်အကျန်းပေးရလက်ဆောင်ခုဒီကျေးဇူးပါကျေးဇူးများကြီးတင်ပါတယ် Grand Final ဆောင်းနေတဲ့ Net Angel အတင်းတွေကဒီမှာတရားကိုခေါ်ပြီးတော့ run တူတူတက်မယ်ဆိုလို့ရှိရင်ဘယ်သူ့ကိုခေါ်ဆောင်မလဲညီမကဲကိုခေါ်ခြင်းတယ်ဘာဖြစ်လို့လဲသူ့ကိုလိန်ကတော်တော်ကောင်းတယ်တော်တော်လေးလည်းယုံနိုင်တယ်ပေါ့နော်အဲ့တော့ကဲနေဆိုလို့ရှိရင်အဲ့လိုကိုလိန်တွေပါတော့တော့ထောက်ပေးရတာမျိုးဖြစ်မနေတော့ဘူးเนาะစိတ်ချရတယ်ဆိုတဲ့ပုံစံမျိုးပေါ့ကျွန်တော်ခေါ်မလားကျွန်တော်လည်းဂိုးလိမ့်မဲဆိုတာကလင်းနဲ့ Leslie နှစ်ကောင်ဝင်းရိတ်50ကျော်လဲအဲ့နှစ်ကောင်ပဲကြိုက်တယ်ခေါ်လို့ရတယ်မယုံနိုင်ဘူးရှင်အကျန်းမေရဲ့အခုဒီလက်ဆောင်လေးကဲအကျန်းရဲ့လက်ကျန်ဝန်ထမ်းတဲ့ပွဲတော်ကြီးကတော့ဒီမှာပဲအောင်မြင်စွာနဲ့ပြီးဆုံးသွားခဲ့ပါပြီအရန်မိုက်တဲ့ Mobile Legends Contest တွေ cosplay ပြိုင်ပွဲတွေနဲ့ entertainment အစီအစဉ်ပေါင်းအစုံအလင်ကိုအားရပါရနဲ့ပျော်ပျော်ကြီးကြည့်ရှုခံစားနိုင်မယ်လို့ပြောလင်းပါတယ်ဒီပွဲပြီးသွားပြီမဲ့လေအတန်ကဒီချက်ပုံမိုက်တဲ့ပွဲတွေစိတ်လှုပ်ရှားဖို့ကောင်းတဲ့အစီအစဉ်တွေအများကြီးရှိသေးတာမို့လို့အတန်မြန်မာရဲ့ Facebook page နဲ့အတန် Space Unite Facebook page ကိုလည်းစောင့်ကြည့်ထားကြအောင်နော်ပုံမကောင်းမွန်သောနေ့တင်များစီ